anime တော်တော်များများကိုကြည်ရင် MC ရဲ့ကိုယ်ထဲမှာမကောင်းဆိုးပါဒါမှမဟုတ် demon တကောင်ကောင်ရှိနေတတ်ပြီးအဲ့ဒီ mixer စီကနေစွမ်းအားနဲ့ရလာတဲ့ပုံစံကြီးတော်တော်လေးကြည့်ခဲ့ရပါတယ်။ဒါကြောင့်မလို့သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာပဲအင်မတန်ကြောက်ဖို့ကောင်းတဲ့ mixer တွေကိုအတူရှင်တွဲတည်ဆောင်ထားရတာပါ။တချို့ကဇက်လိုက်နဲ့တငယ်ချင်းဖြစ်လာတယ်။တချို့ကဇက်လိုက်ကိုဝါမျိုးလိုက်ချင်းကြတယ်။တချို့ကဇက်လိုက်ရဲ့ကဲတင်ရှင်လေးနဲ့ရှိလာတယ်ဆိုပြီးအမျိုးမျိုးရှိကြပါတယ်။ဒီနေ့မှာတော့ host ရဲ့ကိုယ်ထဲမှာရှိနေပြီးဇက်လန်းကိုအလှည့်ပြောင်းဖြစ်စေခဲ့တဲ့အကောင်းဆုံး inner demon စတဲ့ကောင်အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ Number 7မှာတော့ Tokyo Ghoul ထဲက Ghoul အလှဘရင်မလေး Rise Kamishiro ပါဇလန်းရဲ့အစမှာတင် main character Kaneki ထဲကိုသူမရဲ့အင်္ဂါအစိပ်ပိုင်းတွေအစားထိုးလိုက်ရကနေ Rise ဟာ Kaneki ရဲ့စိတ်အာယုံထဲမှာ inner demon effect စတင်ပေါ်လာခဲ့တာပါသူမဟာ Kaneki ကိုကူညီတာထက်သူ့ရဲ့လူသားဆန်တဲ့စိတ်ကိုဖျက်ဆီးပြီး Ghoul တယောက်လူရက်ဆက်လာအောင်စိတ်ပိုင်းဆိုင်ရာနှိပ်စက်တဲ့ရန်သူတယောက်ပါနောက်ဆုံးအစင့်မြင့် Ghoul တကောင်ထက်တဲ့ Jason ရဲ့နှိပ်စက်မှုကိုခံရချိန်မှာတော့ Kaneki ဟာသူ့စိတ်ထဲက Rise ကိုလက်ခံဝါမျိုးလိုက်ပြီးအကျန်းဆုံး Ghoul တယောက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။နံပါတ်10မှာတော့ Full Metal Alchemist Brotherhood ထဲက Greed ပါ။ Greed ကတော့တခြားသူတွေနဲ့မတူဘဲသူ့ရဲ့အနာကိုယ်ရဖြစ်တဲ့ Lingyao ရဲ့ခန္ဓာကိုယ်ထဲမှာနေထိုင်တာပါ။အစပိုင်းမှာတော့ကိုကျိုးစွန့်သူမဟုတ်ဘဲသူ့ရဲ့နာမည်အတိုင်းလောဘကြီးသူဖြစ်ပေမဲ့နောက်ပိုင်းမှာတော့လင်းနဲ့ပေါင်းဆက်ပြီး MC ရုဘကနေကူညီပေးတဲ့မဟာမိတ်ဖြစ်လာပါတယ်။နောက်ဆုံးမှာတော့သူဟာသူ့ရဲ့အပေါင်းအဖော်တွေကိုသူပိုင်ဆိုင်မှုအဖြစ်သတ်မှတ်ပြီးအသစ်ပေးကာကွယ်တတ်တဲ့ထူးခြားတဲ့စိတ်နေစိတ်ထားရှိသူတယောက်ဖြစ်လာပါတယ်။ကိုးယောက်မြောက်ကတော့ JJK ထဲက Curse Spirit တကောင်ဖြစ်တဲ့ Rika Orimoto ပါ။ Rika ဟာယူတာရဲ့ငယ်ချီတူဖြစ်ပေမဲ့မတော်ရဆမှုနဲ့တေဆုံးသွားပြီးနောက်ယူတာရဲ့ပြင်းထန်တဲ့ချစ်ချင်းမြတ်တာကြောင့်ကျိန်စာမိတ်စာ Queen of Curses အဖြစ်ပြောင်းလဲသွားခဲ့တာပါ။သူမဟာယူတာကိုထိတဲ့သူမန်သမျှကိုအစိမ့်လိုက်ဝါမျိုးပြစ်မတဲ့ရက်ဆက်ပေမဲ့ယူတာအထက်တော့အားကိုးရာဆုံးအဖို့တယောက်ပါ။သူမရဲ့စွမ်းအားဟာတိုင်းတာလို့မရနိုင်အောင်ပြင်းထန်ပါတယ်။နံပါတ်8နေရာမှာတော့ Parasite ထဲက MC ရဲ့လက်မှာကတ်တွယ်နေတဲ့ကပ်ပါကောင်မီဂီထုတ်ပါတယ်။မီဂီဟာရှင်နီရှိရဲ့ဦးနှုတ်ကိုစားဖို့ကြိုးစားရင်းအောင်ငင်မဲ့ညာဘက်လက်မှာပဲကပ်ပါရက်တည်လဲရတဲ့ကြိုသားပါ။သူဟာလူသားဆန်တဲ့စိတ်ဓာတ်မရှိဘဲလုံးဝ logic အပေါ်မှာပဲအခြေခံပြီးဆုံးဖြတ်ချက်ချရတာပါ။အစပိုင်းမှာအချင်းချင်းအတုံးချယုံတက်တဲ့ဆိုပြီးမိတ်နောက်ပိုင်းမှာတော့မီဂီနဲ့ရှင်နီချီတို့ဟာတယောက်ကိုတယောက်အသက်ပေးကားခွဲတဲ့တငယ်ချင်းတွေဖြစ်သွားကြပါတယ်။9ယောက်မြောက်ကတော့နာရူတိုထဲကရှင်မီမိစာကောင်ဖြစ်တဲ့ Gyugi ပါ။ KLB ရဲ့ကိုယ်ထဲမှာရှိတဲ့ 8-tail Gyugi ဟာတခြား tail beast ဒီလိုမဟုတ်ပဲသူ့ရဲ့ host နဲ့အစောကြီးကလေးကနားလည်မှုရထားတာပါ။သူဟာ KLB ကိုအမြဲလမ်းညွန်ပေးပြီးစိတ်ပိုင်းဆိုင်ရာမှာလည်းတည်ငြိမ်တဲ့မဟာမိတ်ကြီးပါ။နာရူတိုနဲ့ခူလာမာတို့တငယ်ချင်းဖြစ်ဖို့အတွက်လည်းသူကပဲအဓိကလမ်းပြပေးခဲ့တာပါ။6ယောက်မြောက်ကတော့ Chainsaw Man ထဲက Chainsaw Devil ပိုချီတာပါ။ပိုချီတာကတော့ဒန်ဂျီရဲ့နှလုံးသားအဖြစ်ပေါင်းစပ်ထားတဲ့ Chainsaw Devil တကောင်ပါ။အစပိုင်းမှာဒန်ဂျီရဲ့ခွေးလေးလိုချစ်စရာကောင်းတဲ့အသွင်အဖြစ်နဲ့နေထိုင်ခဲ့ပေမဲ့တကယ်ပုံစံကတော့ Hell ကမိစ္ဆာတွေတောင်ကြောက်ရတဲ့ Hero of Hell ဖြစ်နေပြီးမာကီမာရဲ့အလိုချင်ဆုံး Devil တကောင်ပါ။ပိုချီတာဟာဒန်ဂျီရဲ့စန္ဒတွေကိုဖြည့်ဆည်းပေးခြင်းတဲ့ပုံစံမျိုးနဲ့ကူညီနေတဲ့သစ္စာအရှိဆုံး Inner Demon ပါ။9ယောက်မြောက်ကတော့ Black Clover တွေကလိုက်ပြီးပါ။လိုက်ပြီးဟာအာစတာရဲ့ငါးပွင့်ဆိုင် Grimoire ထဲမှာရှိတဲ့စွမ်းအားမရှိနတ်ဆိုးလေးပါ။သူဟာတခြားနတ်ဆိုးတွေရဲ့နှိပ်စက်မှုကိုခံခဲ့ရလို့နတ်ဆိုးအချင်းချင်းကိုပြန်တတ်နိုင်တဲ့ Anti-Magic စွမ်းအားကိုပိုင်ဆိုင်ထားတာပါ။အစပိုင်းမှာအာစတာရဲ့ကိုယ်ကိုလူဖို့စ조사ခဲ့ပြီးမဲ့နောက်ပိုင်းမှာတော့အာစတာရဲ့တငယ်ချင်းအညီကိုလိုဖြစ်သွားပြီးမတရားတဲ့နတ်ဆိုးလောကကိုပြန်တိုက်ခိုက်တဲ့မဟာမိတ်ဖြစ်လာပါတယ်။လင်းယောက်မြောက်ကတော့ဘူရူတိုထဲကအိုဆူဆူကီမိုမိုရှိကီပါ။မိုမိုရှိကီကတော့အပေါ်ကကောင်နေနဲ့လုံးဝဆန့်ကျင်ဘက်ပါ။သူဟာဘူရူတိုကိုကူညီခြင်းလို့နေတာမဟုတ်ပဲဘူရူတိုရဲ့ခန္ဓာကိုယ်ကိုအပိုင်စီးပြီးပြန်လဲရှင်တန်ဖို့စ조사နေတဲ့အိုဆူဆူကီတကောင်ပါ။အခွင့်အရေးရတိုင်းဘူရူတိုရဲ့စိတ်ကိုထိန်းချုပ်ပြီးတငယ်ချင်းတွေကိုဒုက္ခပေးတတ်တဲ့အင်တန်အန်ဒီရများတဲ့ Inner Demon ပါ။နံပါတ်3နေရာပါတော့ Jujutsu Kaisen ထဲက Main Villain Sukuna ပါ။ The King of Curses လို့လူသိများတဲ့ Sukuna ဟာအခုခေတ် anime တွေထဲမှာအယုတ်မာဆုံးနဲ့ကြောက်ဖို့ကောင်းဆုံး Inner Demon တစ်ကောင်ပါ။ Yuji ဟာသူ့ရဲ့လက်ကြောင်းတွေကိုစားပြီးနောက် Yuji ရဲ့ကိုယ်ထဲမှာတည်ရှိနေတာပါ။သူဟာ Yuji ကိုဘယ်တော့မှမကူညီတာဖြစ်ပြီးဒုက္ခရောက်အောင်နဲ့အမြဲလုပ်တတ်တဲ့ Inner Demon တစ်ကောင်ပါ။
တခြားသူတွေနဲ့မဟာမိတ်ဖြစ်လာကိုနေနေတာဇက်လိုက်ရဲ့စိတ်ဓာတ်ကိုဖျက်ဆီးဖြစ်ဖို့ကအမြဲစူးစမ်းနေတတ်တဲ့တွေ့သမျှကိုဖျက်ဆီးခြင်းနဲ့ evil တကောင်ပါဒုတိယနေရာမှာတော့ bleach ထဲက white လို့သိများတဲ့ hybrid hollow တကောင်ပါဒီ hollow အဖြူကောင်ဟာအီချီကိုရဲ့မိခင်ကိုကိုက်မိခဲ့ရကအီချီကိုရဲ့သွေးထဲမှာ white ရဲ့သွေးတွေပါဝင်နေတာပါသူဟာအီချီကိုအောင်းနေချိန်တိုင်းထလာမိအီချီကိုရဲ့ရန်သူတွေကိုရက်ဆက်စားတတ်ဖြတ်တတ်တဲ့ရန်သူတစ်ယောက်ပါအစပိုင်းမှာအီချီကိုရဲ့ကိုအပိုင်စီးပြီးဒုက္ခပေးနေတယ်လို့ထင်ရပေမဲ့တကယ်တမ်းကတော့သူဟာအီချီကိုရဲ့တကယ်ဇန်ပတိုစွမ်းအားအစစ်ဇန်ကက်စုအစစ်ထင်နေပြီးတောက်ချောင်အီချီကိုအမြဲကာဝေပေးနေခဲ့တာပါနံပါတ်1နေရာမှာတော့နာရူတိုတွေက Nine-tailed beast ဖြစ်တဲ့ခူရာမာပါနာရူတိုမွေးစဉ်ကဘိုက်ထဲမှာချိတ်ပိတ်ခံထားရပြီးနှစ်ပေါင်းများစွာလူသားတွေကိုမုန်းတီးရခဲ့တာပါနာရူတိုရဲ့ခန္ဓာကိုယ်ကိုယူဖို့အမြဲကြိုးစားခဲ့ပြီးမဲ့နာရူတိုရဲ့မလျှော့စောဇွဲညံချစ်ချင်းမြတ်တာကြောင့်နောက်ပိုင်းမှာတော့အရင်နီးဆုံးတငယ်ချင်းမဟာမိတ်တွေဖြစ်သွားကြပါတယ်နာရူတိုရဲ့ဘက်ထိုဒီမှာတောက်လျှောက်အထောက်အကူပြုကူညီပေးခဲ့တဲ့ပါတနာကောင်းတစ်ယောက်ဖြစ်ခဲ့ပြီးနောက်ဆုံးအထိနာရူတိုအဖို့အသက်ဆွတ်ပြီးကာကွယ်ပေးခဲ့ပါတယ်Baryon mode ကိုသုံးပြီးနောက်သူ့ရဲ့တေဆုံးမှုဟာကျွန်ုပ်တို့ပရိသတ်တွေကိုမျက်ရည်အကျဆုံးအခန်းဖြစ်ခဲ့ပါတယ်ဒီ inner demon တွေထဲမှာတင်တို့ကတော့ဘသူ့ကိုအကြိုက်ဆုံးလဲဆိုတာ comment မှာရေးပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ